2 ရက်2လ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုစိုး Sport Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့အိုလံပစ်လိုင်တို့ဟာလာဘဲကို2စီးနဲ့နိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာ Real Madrid ကအငှားချထားတဲ့တိုက်စစ်စားသမားအန်ဒရစ်ကတကိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။သူဟာအိုလံပစ်လိုင်ရွန်ကိုရောက်ရှိလာပြီးကတည်းကအန်ဒရစ်မှာ9ပွဲကစားပြီးဂိုးနဲ့ဂိုးဖန်တီးမှု6ကြိမ်ရရှိခဲ့ပါတယ်။မာဆေးအသင်းဟာရင်းနဲ့အသင်းကို3-0နဲ့အနိုင်ရရှိပြီးကိုပီဒီဖရန့်ကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာမေဆင်ဂရီဝူကတကိုးသွင်းတကိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။သူဟာဒီယာတီမှာဂိုးနဲ့ဂိုးဖန်တီးမှုအကြိမ်30ရရှိထားပြီးဖြစ်ပါတယ်။ပေါ်ပေါ်ပါဟာ AS Monaco ရဲ့ချန်ပီယံလိလူစရင်မှာမပါဝင်တော့ပါဘူး။ပြင်သစ်ကျဲပွဲဟာ professional ဘောလုံးလောကကိုပြန်လည်ဝင်ရောက်လာပြီးကတည်းကမကြသေးမီလာများအတွင်းမိနစ်30သာကစားခဲ့ရပါတယ်။ဘာစီလိုနာဥက္ကဋ္ဌဂျုံလာဘော်တာက Spotify ကန်နူဟာကမ္ဘာပေါ်မှာခုံယူစရာအပြည့်နဲ့ကမ္ဘာအကောင်းဆုံးကစားကွင်းဖြစ်လာမယ်လို့ကျွန်တော်ပြောနိုင်ပါတယ်လို့ဆိုလိုက်ပါတယ်။ဘာစီလိုနာကဂရီယိုနာကိုအငှားချထားတဲ့ဂိုးသမားမော့အန်ရီဒါစတီကန်ဟာပြင်းထန်တဲ့ပေါင်ချန်တန်ရာကြောင့်အနားယူရတော့မယ်လို့သိရပါတယ်။တရားဝင်ပြန်လည်ကောင်းမွန်လာစေမယ့်အချိန်စရာကိုမကြခင်မှာကြီးညာပေးသွားမှာဖြစ်ပြီးဝန်ထမ်းတွေရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်ပြီး2လကနေ4လဝန်းကျင်အထိလောက်ဖြစ်နိုင်ပါတယ်။ချန်ပီယံလိမှာခရစ္စတီယာနိုရိုနယ်ဒိုဟာပြိုင်ပွဲသမိုင်းမှာအများဆုံးပါဝင်ကစားခဲ့သူအများဆုံးဂိုးသွင်းယူနိုင်ခဲ့သူဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သူအများဆုံးအနိုင်ရရှိခဲ့သူဖြစ်ပြီးအုပ်စုအဆင့်ပြိုင်ပွဲသမိုင်းတွင်အများဆုံးဟတ်ထရစ်သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ပြိုင်ပွဲသမိုင်းတွင်ဂိုးတစ်ထောင်ပြင်းမြောက်ခဲ့တဲ့ပထမအဆုံးကစားသမားဆိုတဲ့စွမ်းဆောင်ရည်တွေပြသထားပါတယ်။ကျန်တဲ့အကောင်းဆုံးတွေလည်းများစွာရှိနေသေးပါတယ်။ကိုင်းဟာဘတ်ဟာအာဆင်နယ်ကိုပေါင်တန်း60နဲ့ပြောင်းရွှေ့လာပြီးကတည်းကချယ်ဆီကိုအဆက်မပြတ်6လက်နေခဲ့ပါတယ်။သူဟာချယ်ဆီနဲ့တွေ့သမျှ9ပွဲမှာရှုံးပွဲမရှိ3ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဝင်းနယ်ကစားသမားအိုဘာမာကတ်ဟာမကြာမီအက်တလက်တီကိုမတ်ထရစ်အသင်းနဲ့အတူပွဲဦးထွက်မတိုင်ခင်မက်ထရစ်ရှိမက်ထရိုပိုလီတာနိုအားကစားကွင်းကိုပထမအဆုံးချိန်လာရောက်လည်ပတ်ခဲ့ပါတယ်။နိုင်ယူကစားသမားကတ်စမဲရိုဟာပရီးမီးယားလိရဲ့တပတ်တာအကောင်းဆုံးကစားသမားဆုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။သူကဖူဟန်နဲ့ပွဲမှာအရေးပါတဲ့ဂိုးနဲ့ဂိုးဖန်တီးမှုတွေကိုပြုလုပ်ပေးခဲ့ပါတယ်။ဇန်နဝါရီလမှာဝဟန်တိုက်စစ်မှုခရစ်စတန်စီယိုဆမ်မာဘေလီဟာပရီးမီးယားလိနဲ့စီးရီး A ကလပ်တွေရဲ့ကမ်းလှမ်းမှုနှစ်ခုကိုညှင်းပယ်ခဲ့ပါတယ်။ EFL ကလပ်ဆီမီဖိုင်နယ်မှာမန်စီးရီးကနယူကာဆယ်ကို3-1နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်အာဆင်နယ်နဲ့ဘော်လူပွဲမှာတွေ့ဆုံကြတော့မှာဖြစ်ပါတယ်။2019-2018ရာသီမှာမန်ချက်စတာစီးတီးအသင်းကအာဆင်နယ်ကိုဘော်လူပွဲမှာ3-0နဲ့အနိုင်ရယူပြီးခါရာဘောင်ဖလားကိုစုခိုးရရှိထားပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ကိုစိုးရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်ကလေးကိုလည်း Like and Subscribe လေးလုပ်ထားပေးပါဦးနော်။